ဒီဝက်ဆိုက်ကူတုံးဟာကမ္ဘာရှိကြဆုံးကုသမှုပညာရပ်တွေကတခုဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကတည်းကစတင်ခဲ့တာဖြစ်ပါတယ်။အစာပိုင်းမှာအခုခေတ်လိုတပ်တူအပ်တွေကိုတုံးခဲ့တာတော့မဟုတ်ပါဘူး။ကြောက်ခေတ်ကလူသားတွေဟာချွန်တက်တဲ့ကြောက်တုံးလေးတွေကိုအသုံးပြုပြီးအရေးရပေါ်မှာဖိနေတာပို့တိုက်တာတွေကနေတဆင့်နာကျင်မှုကိုတသားတည်းကြောင်းရှာဖွေတွေ့ရှိခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဝါးချောင်းလေးတွေနဲ့တိရစ္ဆာန်ရိုးတွေကိုအသုံးပြုလာကြပါတယ်။ဒီဝက်ဆိုက်ကူတုံးရဲ့အခြေခံဟာချီလို့ခေါ်တဲ့အသက်ဆွမ်းရည်ပေါ်ကိုမူတည်ပါတယ်။လူခန္ဓာကိုယ်ထဲမှာဆွမ်းရည်စီးဆင်းတဲ့လမ်းကြောင်းတွေရှိပြီးအဲ့ဒီလမ်းကြောင်းတွေပိတ်ဆို့တဲ့အခါယောဂဖြစ်ပွားတတ်တယ်လို့ယူဆကြပါတယ်။အဆိုင်ရှင်အဖြစ်အဲ့ဒီလမ်းကြောင်းတွေကိုပြန်လည်ပွင့်လင်းစေပြီးခန္ဓာကိုယ်ရဲ့ဟန်ချက်ကိုထိန်းညှိပေးတာပါ။ BC တရားဝန်းကျင်မှာရေးသားခဲ့တဲ့1တီနေခြင်းဆိုတဲ့စာအုပ်ဟာအစိုက်ကူထုံးရဲ့အခြေခံအုတ်မြစ်ဖြစ်လာပါတယ်။ဒီစာအုပ်ထဲမှာအစိုက်ရမယ့်အမှတ်တွေနဲ့ကုသပုံနည်းလမ်းတွေကိုစနစ်တကျမှတ်တမ်းတင်ထားပါတယ်။1980ပြည်လိုနှစ်တွေမှာအမေရိကန်သမ္မတနှစ်စဉ်တရုတ်ကိုတွားရောက်လည်ပတ်ခဲ့ရကနေအစိုက်ကူထုံးဟာအနောက်နိုင်ငံတွေမှာအကြီးအကျယ်လူသိများလာခဲ့ပါတယ်။ခွဲစိတ်ကူသမှုတစ်ခုမှာထုံးစည်းအစားအစိုက်ကူထုံးကိုအောင်မြင်တော့အသုံးပြုခဲ့တာကိုတွေ့ရှိပြီးနောက်မှာတော့သိပ္ပံနည်းကျလေ့လာမှုတွေပုံမပြုလုပ်လာကြပါတယ်။ယနေ့ခေတ်မှာတော့တမဏိအပ်အလွန်သေးငယ်တဲ့အပ်လေးတွေကိုအသုံးပြုလာကြသလိုလျှက်စီးကြောင်းအသုံးပြုတဲ့ Electroacupuncture နည်းပညာတွေအထိတိုးတက်လာပါပြီ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်းအစိုက်ကူတုံးဟာယောဂပေါင်းများစွာအတွက်ထိရောက်တဲ့ကုသမှုဖြစ်ကြောင်းအသိအမှတ်ပြုထားပါတယ်။